အမီမဲလူမိုင်းနဲ့မြေအောင်လောကရဲ့လှုပ်ဝက်ချက်အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်ကြီးတို့ကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကိုအဆုံးထိနားဆင်ခန်းစားပေးကြပါအောင်ရှင်ကျမတို့ရဲ့ channel လေးကို subscribe မနှိပ်ရသေးဘူးဆိုရင်လည်း subscribe လေးနှိပ်ပြီးအားပေးခဲ့ကြပါအောင်နော်မိုးတဲထန်စွာရွာသွန်းနေတဲ့ညင်ဦးရန်ချိန်ရန်ကုန်မြို့ပြကြီးရဲ့လူသူရောက်ပေါက်နေတဲ့လမ်းကြားတစ်ခုထဲမှာတရားမဝင်လောင်စားတိုင်တစ်ခုရှိနေပါတယ်။အဲ့ဒီတိုင်ထဲမှာတော့ဆေးလိမ်ငွေတွေဝင်းမောင်းနေပြီးငွေကြေးတွေဖဲချက်တွေနဲ့အတူလူတွေရဲ့လောဘအတန်တွေဟာဆူညံလို့နေပါတယ်။မြေအောင်လောကရဲ့ဩဇာကြီးမားတဲ့နဂါးနဲ့ဂိုင်းရဲ့လက်အောက်ခံလောင်ကစားဝိုင်းမို့ဘသူမှလာရောက်ရှုပ်ရဲတာမျိုးမရှိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီညမှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။လောင်ကစားတိုင်ရဲ့တန်တကားကြီးကိုအရှိန်နဲ့ကန်ဖွင့်လိုက်တဲ့အတန်ကြောင့်စူညံတန်တွေဝိုင်းတစ်ခုလုံးရုတ်တရက်ငြိမ်ကျသွားခဲ့တယ်။အားလုံးရဲ့အကြည့်တွေကတကားဝစီကိုရောက်သွားတဲ့အခါအဲ့ဒီနေရာမှာရေးဆိုနေတဲ့အနက်ရောင်ကုတ်အင်းကြီးအရှိကိုဝစ်ဆင်ထားတဲ့အမျိုးသားတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရတယ်။သူရဲ့မျက်နှာကိုတော့ကိုအင်းကြီးအုပ်ထုံနဲ့ငုံရှိုးဖုံးကွယ်ထားပြီးမြင်ရတဲ့မျက်လုံးတွေကတော့အေးဆက်လွန်းလှပါတယ်။ဒိုင်ထဲကလူမအဆောင်3-4ယောက်ကချက်ချင်းပဲခါးကြကဓားတွေကိုထုတ်ပြီးအဲ့ဒီလူစီကိုဒေါသတကြီးပြေးဝင်သွားကြပါတယ်။ဒါပေမဲ့အနက်ရောင်ဝစ်စုံဝဲအမျိုးသားကတော့တုံလုံးချင်းမရှိပဲခါးကြကတူတောင်းလှပတဲ့ဓမြောင်တလက်ကိုလျက်စီးလက်လိုမြန်ဆန်တဲ့အရှိန်နဲ့ဆွဲနှုတ်လိုက်တယ်။10 မိနစ်တောင်မပြည့်တဲ့အချိန်တို့အတွင်းမှာပဲပြေးဝင်လာတဲ့လူမိုက်တွေအားလုံးသွေးအိုင်ထဲမှာလဲကျသွားခဲ့ရပါတယ်။သူ့ရဲ့လက်ယုံရည်ကမြေအောင်လောကသားတွေတခါမှမမြင်ဘူးလောက်အောင်အစင်တန်းမြမားလွန်းနေပါတယ်။ဒိုင်တစ်ခုလုံးကြောက်လန့်တုန်လှုပ်ပြီးဘေးကိုကတ်သွားကြတဲ့အခါအနှဲရောင်ဝစ်စုံဝဲအမျိုးသားဟာသွေးအိုင်တွေကိုဖျက်ကျော်ပြီးတုံတုံရင်နဲ့ထိုင်နေတဲ့ဒိုင်ကောင်းဆောင်ကြီးရဲ့ရှေ့ကိုဖြည်းဖြည်းချင်းရှောက်လန်းသွားခဲ့ပါတယ်။သူကသွေးစွန်းနေတဲ့ဓမြောင်ကိုဒိုင်ကောင်းဆောင်ရဲ့လေပင်ဝါမှာတေးလိုက်ပြီးအေးဆက်လှတဲ့လေတန်းနဲ့စကားတခုကိုမေးလိုက်ပါတယ်။မြေအောင်လောကရဲ့တော့ချက်စာအုပ်အနှက်ရောင်ဘက်မှာလဲဒိုင်ကောင်းဆောင်ကကြောက်လန့်တကြားနဲ့သူဘာမှမသိကြောင်းအဲ့ဒီစာအုပ်ကနဂါးနဲ့ဂိုင်းကတခင်လေးအာကာစီမှာပဲရှိနိုင်ကြောင်းတုံးရီစွာဖြေကြားခဲ့ပါတယ်။အနက်ရောင်ဝစ်ဆောင်ဝဲအမျိုးသားကဒိုင်ကောင်းဆောင်ကိုတတ်မပစ်ခဲ့ပါဘူး။သူကဓာတ်ကိုပြန်သိမ်းလိုက်ပြီးဒိုင်ကောင်းဆောင်ရဲ့အင်ကြီးအိတ်ကက်ထဲကိုစက်ကူပိုင်းလေးတစ်ပုတ်ထည့်ပေးလိုက်ပါတယ်။အဲ့ဒီစက်ကူပိုင်းလေးပေါ်မှာလက်ကဝစ်ကတတူးပုံစံအတိုင်းထူးဆန်းတဲ့သင်္ကေတတစ်ခုကိုသွေးနဲ့ရေးဆွဲထားပြီးအောက်မှာတော့စာသားတစ်စောင်ရေးထားပါတယ်။ငါပြန်လာပြီ။အနက်ရောင်ဝစ်ဆောင်ဝဲအမျိုးသားဟာလာခဲ့တဲ့အတိုင်းပဲမိုးတဲထန်နေတဲ့အမောင်တုတွေကိုပြန်လည်ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါတယ်။ကျန်ရခဲ့တဲ့လောင်ကစားတိုင်မှာတော့မြေအောင်လောကကိုတုံလှုပ်စေမဲ့အမီမဲလူမရဲ့ကလစားချိန်မှုသတင်းစကားဟာစတင်ပြန့်နှံ့လို့သွားခဲ့ပါတော့တယ်။လောင်ကစားတိုင်စီးနှင်းခံရပြီးအဆောက်နေသွေးအိုင်နဲ့လဲကျသွားတဲ့သတင်းဟာနိုင်ပိုင်းတွင်းမှာပဲနဂနဂိုင်းရဲ့ဌာနချုပ်စီကိုရောက်ရှိသွားပါတယ်။မြို့ပြရဲ့အထက်မြင့်စိမ်းခန့်အဆောက်အဦတစ်ခုရဲ့အပေါ်ဆုံးထပ်မှာနဂါးနဲ့ဂိုင်းရဲ့အမွေခံသခင်လေးအာကာဟာဒေါသတကြီးနဲ့ဖန်ကွက်ကိုကျမ်းမြင်နဲ့ရိုက်ခွဲလိုက်ပါတယ်။မိမိတို့နယ်မြေတွေကိုဘယ်ကမှမသိတဲ့လူမိုက်တယောက်ဝင်ရှုပ်သွားတာကိုဂိုင်းရဲ့တိတ်ခါအရာသခင်လေးအာကာလုံးဝခွင့်မလွတ်နိုင်ပါဘူး။ပိုပြီးတုံလုံးစရာကောင်းတာကဒိုင်ကောင်းဆောင်စီကနေပြန်ရခဲ့တဲ့သွေးစွန်းနေတဲ့စက်ကူပိုင်းမှာပဲ။အဲ့ဒီပေါ်ကထူးဆန်းတဲ့သင်္ကေတကိုမြင်လိုက်ရတဲ့အချိန်မှာသခင်လေးအာကာရဲ့မျက်နှာဟာဒေါသတွေမကပဲစိုးရိမ်စိတ်ပါဖြတ်ပြေးသွားခဲ့ပါတယ်။လွန်ခဲ့တဲ့10နှစ်ကသမိုင်းထဲမှာပျောက်ကွယ်သွားခဲ့ပြီလို့ထင်ထားတဲ့သင်္ကေတတစ်ခုဖြစ်နေလို့ပါပဲ။သခင်လေးအာကာဟာသူ့ရဲ့လက်ယုံဖြစ်တဲ့ခြေဖြတ်လက်ဖြတ်လူမိုက်ခေါင်းဆောင်မြတ်သူကိုချက်ချင်းပဲအမိန့်ပေးလိုက်ပါတယ်။ဒီကောင်ဘသူလဲဆိုတာချက်ချင်းရှာပြီးရင်အစအနဖြောက်ပြီးတပ်ပစ်လိုက်။ငါတို့ငကားနဲ့ကိုလာစိန်ခေါ်တဲ့ကောင်ဘလို့အဆုံးသက်ရမလဲဆိုတာမြို့ပြကလူတွေသိအောင်ပြရမယ်။မြတ်သူဟာလက်နဲ့ပြေဆောင်ကိုင်းဆောင်ထားတဲ့လူမိုက်တစုကိုခေါ်ဆောင်ပြီးအမီမဲလူမိုက်ခိုအောင်နိုင်မဲ့စွန့်ပစ်ကိုတောင်ဟောင်းနေရှိရာရက်စီကိုညာတွင်ချင်းခြေရခံလိုက်လံရှာဖွေပါတော့တယ်။မိုးကတော့ဆက်လက်ရွာသွန်းနေစေဖြစ်ပြီးအမောင်ထုကပုံမနက်ရှိုင်းလာပါတယ်။
မျိုးစုံကပျက်စီးယိုယွင်းနေတဲ့စိတ်ယုံဟောင်းတစ်ခုရဲ့အမောင်ရိပ်ထဲမှာအနှဲရောင်ဝတ်ဆောင်ဝတ်အမျိုးသားဟာမတ်တက်ရက်ရင်သူ့နောက်ကိုလိုက်လာတဲ့အခြေအနေတွေကိုအေးအေးဆေးဆေးစောင့်ကြိုနေခဲ့ပါတယ်။သူကထွက်ပြေးဖို့စိတ်ကူးမရှိပါဘူး။ငကားနဲ့ဂိုင်းကသူ့နောက်ကိုလိုက်လာအောင်တမင်တကာထောင်ချောက်ဆင်ပြီးမြားခေါ်ခဲ့တာဖြစ်ပါတယ်။မကြခင်မှာပဲမြတ်သူခေါင်းဆောင်တဲ့လူမိုက်အုပ်စုဟာစိတ်ယုံဟောင်းတဲ့ကိုတနက်တွေကိုစီနဲ့စီးနှင်းဝင်ရောက်လာပါတယ်။နေရာနဲ့လိုက်တဲ့ရှာဖွေခြင်းရင်စက်ယုံရဲ့အလဲဘဟုမှာတယောက်တည်းရပ်နေတဲ့အမည်မဲလူမိုက်ကိုသူတို့တွေးရှိသွားကြပါတယ်။မြတ်သူကရဲမောလိုက်ပြီးတနက်နဲ့အမိန်ပေးလိုက်ပါတယ်။မင်းကပဲငကားနဲ့ဂိုင်းကိုစိန်ခေါ်တဲ့အကောင်လား။ဒီညမင်းတို့တင်းကြိုင်မယ်ပြစ်ကြစမ်း။တနက်တန်တွေအစီရင်ထွက်ပေါ်လာတဲ့အခါမှာတော့အမည်မဲလူမိုက်ကအံ့ဩစရာကောင်းလောက်အောင်အရှိန်နဲ့စက်ယုံရဲ့စက်ပစ္စည်းဟောင်းတွေနောက်ကိုလှည့်ပတ်ပြီးရှောင်တိန်သွားခဲ့ပါတယ်။အမောင်တို့ရဲ့အားသာချက်ကိုအသုံးချပြီးသူကလူမိုက်တွေရဲ့အနောက်ကနေတယောက်ပြီးတယောက်လျှက်စီးလက်သလိုပေါ်လာပြီးဓာချက်တွေနဲ့ငြိမ်သက်သွားအောင်လှုပ်ပစ်လိုက်ပါတော့တယ်။စက်ယုံဟောင်းတစ်ခုလုံးတနက်တန်တွေဆဲသွားပြီးလူမိုက်တွေအားလုံးကျမ်းမြင့်ပေါ်မှာလဲကြကုန်တဲ့အခါခေါင်းဆောင်ဖြစ်တဲ့မြတ်သူတယောက်ပဲကြံမာတော့တယ်။မြတ်သူဟာကြောက်လန့်တကြားနဲ့တနက်ကိုရမ်းပစ်ပေမဲ့အမည်မဲလူမိုက်ကသူ့ရဲ့ရှေ့ကိုလေးပွေးတစ်ခုလိုရောက်ရှိလာပြီးတနက်ကိုကန်ထုတ်လိုက်ပါတယ်။ပြီးရဲ့နောက်ဓာတ်မြောင်အသွားကိုမြတ်သူရဲ့လေပင်ပေါ်တင်လိုက်ပါတယ်။မြတ်သူကတုံရင်နေတဲ့လေတန်းနဲ့မေးလိုက်ပါတယ်။မင်းကဘာတူလဲ။အမည်မဲလူမိုက်ကဘာနာမည်မှပြန်မပြောဘဲအေးဆက်ဆူးရှာတဲ့မျက်လုံးတွေနဲ့ပဲမြတ်သူကိုကြည့်ပြီးစကားတခွန်းပြောလိုက်ပါတယ်။မင်းတို့တခင်လေးအာကကိုပြန်ပြောလိုက်အချိန်တန်ရင်ငါကိုယ်တိုင်လာရှာမယ်လို့အမည်မဲလူမိုက်ဟာမြတ်သူကိုမတတ်ပဲသတိပေးချက်တစ်ခုအနေနဲ့ပြန်လှုပ်လိုက်ပါတယ်။တယောက်တည်းနဲ့ငကားနဲ့ဂိုင်းရဲ့လက်ရွေးစင်လူမိုက်အဖွဲ့ကိုအမုံချေပြလိုက်တဲ့အမည်မဲလူမိုက်ရဲ့စွမ်းရည်ကြောင့်မြေအောင်လောကရဲ့တိုက်ပွဲဟာပုံမိုပြင်းထန်လာဖို့ပဲရှိပါတော့တယ်။ငကားနဲ့ဂိုင်းရဲ့လက်ရွေးစင်လူမိုက်တွေစက်ယုံဟောင်းထဲမှာတစားစီအမုံချေခံလိုက်ရတဲ့သတင်းကြောင့်မြေအောင်လောကတစ်ခုလုံးပိုပြီးလှုပ်လှုပ်ခက်ခက်ဖြစ်သွားပါတယ်။ဘယ်သူဘယ်ဝါမှမသိတဲ့အမည်မဲလူမိုက်တယောက်ကငကားနဲ့ဂိုင်းကိုစိန်ခေါ်နေတဲ့အကြောင်းမျိုးပြရဲ့အမှောင်ဘက်ချမ်းမှာတီတိုပြောဆိုတန်တွေဆူညံလာခဲ့ပါတယ်။ဒီလိုသတင်းမှန်သမျှစီးစင်းရာဗဟိုချမ်းမတစ်ခုကမျိုးပြကြီးရဲ့အလဲကောင်မှာရှိနေပါတယ်။အဲ့ဒါကတော့မြေအောင်လောကသားတွေတထွေးကြီးတွေရဲ့သတင်းမှောင်ခိုသမားတွေအမြဲတမ်းလာရောက်စုဝေးတတ်တဲ့နှင်းစီနဲ့ညင်ကလပ်ပဲဖြစ်ပါတယ်။ညနေပိုင်းချိန်နှင်းစီနက်ကလပ်ရဲ့မီးအောင်စုံတွေနဲ့တချင်းတန်တွေကြားတဲ့ကိုအနှဲရောင်ဝတ်ဆောင်ရဲ့အမျိုးသားဖြည်းဖြည်းချင်းဝင်ရောက်လာပါတယ်။သူ့ရဲ့ထူးခြားပြီးအေးဆက်တဲ့အရှိန်အဝါကြောင့်ကလပ်ထဲကလူတချို့ကလှမ်းကြည့်ကြပေမဲ့သူကတော့ဘသူ့ကိုမှဂယုမဆိုင်ပဲကလပ်ရဲ့ဒုတိယထက်ကတီးတန့်ခန်းတစ်ခုစီကိုတဲ့မမတ်တက်လှမ်းသွားခဲ့ပါတယ်။အဲ့ဒီခန်းထဲမှာတော့အနီရောင်ခေါင်းဝင်းရှိကိုစတိုင်ကြကြဝစ်စင်ထားပြီးဝိုင်ခွက်ကိုကိုင်ကပဒင်းပေါက်ကနေအောက်ထက်ကလူတွေကိုငေးကြည့်နေတဲ့အမျိုးသမီးတစ်ယောက်ရှိနေပါတယ်။သူမကတော့နှင်းစီနဲ့ကလပ်ရဲ့ပိုင်ရှင်ဖြစ်သလိုမြေအောင်လောကရဲ့သတင်းမှန်သမျှကိုလဝက်ကြီးအုပ်ထားတဲ့မင်းနှင်းပဲဖြစ်ပါတယ်။အမည်မဲလူမိုက်အခန်းထဲဝင်လာတာကိုသိပေမဲ့မင်းနှင်းကလက်မသွားပဲဝိုင်ခွက်ကိုလှည့်ပတ်ရင်ပြုံးလိုက်ပါတယ်။ငကားနဲ့ဂိုင်းရဲ့ဒိုင်ကိုဖျက်ဆီးတယ်။ပြီးတော့မြတ်သူတို့ကိုပါတယောက်တည်းနဲ့အလဲထိုးခဲ့တယ်။မြို့ထဲမှာဟိုးဟိုးကြော်နေတဲ့အမည်မဲလူမိုက်ကငါစီကိုဒီလောက်ထိအမြန်ရောက်လာလိမ့်မယ်လို့မထင်ထားဘူး။အမည်မဲလူမိုက်ကအခန်းတကားကိုပိတ်လိုက်ပြီးမင်းနင်းရဲ့မျက်နှာကိုစူးစူးဆိုင်ဆိုင်ကြည့်ကစကားကိုဆိုပါတယ်။ငါဘာလာရှာလဲမင်းသိမှာပါ။မင်းနင်းကဝိုင်းတငုံတောက်လိုက်ပြီးသူ့ရဲ့မျက်လုံးတွေကိုရင်ဆိုင်ကြည့်ပါတယ်။မင်းရှာနေတာမြေအောင်လောကရဲ့တော့ကြံမဟုတ်လား။လွန်ခဲ့တဲ့10နှစ်ကမြေအောင်လောကဘရင်ကြီးအသက်ခံရပြီးနောက်ပိုင်းပျောက်ဆုံးသွားတဲ့စာအုပ်အနက်ရောင်ကိုမင်းလိုက်ရှာနေတာအဲ့ဒီစာအုပ်ထဲမှာဒီမျိုးပြရဲ့အထက်တန်းလွှာတွေနဲ့ဂိုင်းကြီးတွေပူးပေါင်းထားတဲ့တရားမဝင်လှုပ်ဝက်ချက်တွေအလုံးရှိနေတယ်အဲ့ဒီစာအုပ်ခုဘယ်မှာလဲအမြင်မဲလူမရဲ့လေးတန်းကပိုပြီးအေးဆက်တုံရင်သွားပါတယ်စာအုပ်ကဘယ်မှာလဲဆိုတာအတိအကျတော့ငါလည်းမသိသေးဘူးမင်းင်းကခဏရက်ပြီးလေးတန်းကိုနှိမ့်လိုက်ပါတယ်ဒါပေမဲ့သဲလွန်စားတစ်ခုတော့ရှိတယ်ငကားနဲ့ဂိုင်းတွေမကပဲကြားတစ်ဖြူဂိုင်းနဲ့သွေးဆုပ်ဖားဂိုင်းတွေကပါအဲ့ဒီစာအုပ်ကိုလိုက်ရှာနေကြတာလောလောဆယ်ငကားနဲ့ဂိုင်းကတခင်လေးအကာကစာအုပ်ရဲ့အပိုင်းစားတစ်ခုကိုလက်ထဲရထားတယ်လို့သတင်းတွေထွက်နေတယ်
မင်းအဲ့ဒီစာအုပ်ကိုတကယ်လိုချင်ရင်ဂိုင်းကြီး3ဂိုင်းလုံးနဲ့ထိတ်တိုက်တွေ့ရလိမ့်မယ်အမိမဲလူမိုက်ကဘာမှထပ်မပြောဘဲလှည့်ထွက်ဖို့လုပ်ပါတယ်မင်းင်းကသူ့ရဲ့ကြောပြင်ကိုကြည့်ပြီးနောက်ဆုံးစကားတစ်ခွန်းလှမ်းပြောလိုက်ပါတယ်သတိထားအောင်အမိမဲလူမိုက်မင်းရဲ့လက်ကဝက်ကတက်တူးကိုမြင်ရင်လွန်ခဲ့တဲ့10နှစ်ကလူတွေမင်းကိုအလုပ်ပေးမှာမဟုတ်ဘူးအမိမဲလူမိုက်ဟာခေတ္တများရဲတန့်သွားပေမဲ့နောက်လည်းမကြည့်ပဲအခန်းထဲကနေပြန်လဲထွက်ခွာသွားခဲ့ပါတယ်မင်းင်းကတော့ကြံရိတ်ခဲ့တဲ့အမောင်ကျူထဲမှာဝိုင်ခွက်ကိုကိုင်ရင်ဒီတစ်ခါတော့မြေအောင်လောကကြီးတကယ်ပဲသွေးချောင်းစီးတော့မယ်ထင်တယ်လို့တိုးတိုးလေးရေရွတ်လိုက်ပါတော့တယ်။နှင်းစီနဲ့ညင်ကလပ်ကနေထွက်လာခဲ့ပြီးနောက်အမိမဲလူမိုင်းဟာမျိုးပြရဲ့လူသူကင်းမဲ့တဲ့လမ်းကျဲကြီးတစ်ခုအတိုင်းမိုးရီထဲမှာဖြည်းဖြည်းချင်းရှောက်လှမ်းလာခဲ့ပါတယ်။ညင်းတဲ့တကောင်ချိန်မို့ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေပြီးလမ်းမတိုင်တချို့ရဲ့ဝါကျင်ကျင်မီးရောင်ကသာလမ်းပေါ်ကိုလင်းထိန်စေပါတယ်။အဲ့ဒီချိန်မှာပဲလမ်းဘေးအမှောင်ရိပ်တစ်ခုထဲကနေခြေလမ်းတွေဟာရိုင်းတိုင်နဲ့လူတစ်ယောက်ထွက်လာပြီးအမိမဲလူမရဲ့ရှေ့မှာလမ်းပိတ်ရိုက်လိုက်ပါတယ်။သူကအသက်50ကျော်အရွယ်နွမ်းဖက်နေတဲ့ကုံအင်ကြီးအဟောင်းကိုဝတ်ထားပြီးလက်ထဲမှာအရက်ပလင်းတစ်လုံးကိုကင်ထားတဲ့လူကြီးတစ်ယောက်ပါ။ပုံစံကရက်သမားတဦးလိုဖြစ်နေပေမဲ့သူ့ရဲ့မျက်လုံးတွေကတော့တာမန်လူတွေထက်ပိုပြီးစူးရှာလွန်နေပါတယ်။သူကတော့မြေအောင်လောကအကြောင်းနိုင်ချွတ်သိထားတဲ့ရဲစုံတော်ဟောင်းဦးဖုံးမြတ်ပဲဖြစ်ပါတယ်။ဦးဖုံးမြတ်ကအရက်ကိုတငုံမောတောက်လိုက်ပြီးအမိမဲလူမိုက်ကိုစိုက်ကြည့်ကတယောတန်နဲ့ပြောလိုက်ပါတယ်။ဂိုင်းကြီး3ဂိုင်းကိုပတ်မွေနေတဲ့အမိမဲလူမိုက်ဆိုတာမင်းကိုလူငယ်မင်းလုံနေတာတွေကကိုသင်းချိုင်းကိုတူးနေတာနဲ့အတူတူပဲ။အမိမဲလူမိုက်ကလမ်းမီးအောင်အောက်မှာရက်တန့်သွားပြီးဘာမှပြန်မပြောဘဲဦးဖုံးမြတ်ကိုအကဲခတ်နေပါတယ်။ဦးဖုံးမြတ်ကရှေ့ကိုတလှန်တိုးလာပြီးအမိမဲလူမရဲ့အင်ဂျီလက်အောက်ကနေထွက်ပေါ်နေတဲ့ညာဘက်လက်ကဝက်ကတက်တူးဆန်းကိုလှမ်းကြည့်လိုက်ပါတယ်။အဲ့ဒီတက်တူးကိုမြင်လိုက်ရတဲ့အချိန်မှာဦးဖုံးမြတ်ရဲ့လက်ထဲကအရက်ပလင်းဟာမြေပြင်ပေါ်ကိုလွတ်ကျပြီးတစားစီကွဲကြေသွားခဲ့ပါတယ်။သူ့ရဲ့မျက်နှာတစ်ခုလုံးဖြူဆုပ်သွားပြီးတုံရီတဲ့လေတံနဲ့ရှည်ရွတ်လိုက်ပါတယ်။ဒီသင်္ကေတမင်းကလွန်ခဲ့တဲ့10နှစ်ကတည်သွားပြီလို့အားလုံးထင်ထားတဲ့အဲ့ဒီလူပဲဦးဖုံးမြတ်ရဲ့စကားမဆုံးခင်မှာပဲအမောင်တဲကနေတနံမောင်းတင်တန်တွေအစီရင်ထွက်ပေါ်လာပါတယ်။နဂါးနဲ့ခိုင်းကသခင်လေးအာကလှုပ်လိုက်တဲ့တနက်သမားအဖွဲ့တစ်ဖွဲ့ဟာသူတို့နှစ်ယောက်ရှိရာနေရာကိုကားမဲအောင်3စီးနဲ့ပိတ်ဆို့ပြီးဝိုင်းရန်လိုက်ပါတယ်။ကားပေါ်ကနေလူမိုက်10ကနန်းခန့်တနက်တွေနဲ့ဆင်းလာကြတယ်။သတိထားဦးဖုံးမြတ်ကအော်ပြောရင်ခါကြကတနက်ဟောင်းကိုဆွဲထုတ်လိုက်ပါတယ်။အမိမဲလူမိုက်ကတော့အခြေအနေကိုချက်ချင်းရိပ်မိပြီးဦးဖုံးမြတ်ရဲ့လက်မောင်းကိုဆွဲကလမ်းဘေးကစွန့်ပစ်အစာဦးဟောင်းတစ်ခုတည်းကိုအမြန်ဆွဲခေါ်ပြီးပုံကွယ်လိုက်ပါတယ်။အနောက်ကနေတနက်ကြည်စံတွေဟာမိုးရေတွေကိုဖောက်ထွက်ပြီးအစာဦးနံရံတွေကိုဓတုံးနဲ့လာမှန်ပါတယ်။အစာဦးအမှောင်ထဲမှာနှစ်ယောက်သားပုံနေရင်ကြည်စံတွေကြားထဲကနေအမိမဲလူမိုက်ကဦးဖုံးမြတ်ကိုကြည့်ပြီးတိုးတိုးလေးမေးလိုက်ပါတယ်။လွန်ခဲ့တဲ့10နှစ်ကကိစ္စကိုခမရဘာတွေသိထားလဲ။ဦးဖုံးမြတ်ကတနက်ကိုကြည်ဖြစ်ရင်နာကြည့်တဲ့မျက်လုံးတွေနဲ့ပြန်ကြည့်ပါတယ်။ငါအားလုံးသိတာပေါ့။အဲ့ဒီစာအုပ်အနက်ရောင်ကြောင့်ပဲငါရဲ့မိသားစုကိုငါဆုံးရှုံးခဲ့ရတာ။မင်းတကယ်ပဲအမှန်တရားကိုလိုချင်နေဆိုရင်ငါတို့ဒီနေရာကနေအရှင်လွတ်အောင်ရင်ထွက်ရမယ်။ဒီကောင်တွေကငါတို့ကိုအသေးသက်ဖို့လာတာ။အမိမဲလူမိုက်ဟာဓာတ်မြောင်ကိုတင်းတင်းစုပ်ကင်လိုက်ပြီးအမောင်ထဲမှာစောင်းကြည့်နေတဲ့စက်တစ်တကောင်လိုမျက်လုံးတွေတောက်ပလာပါတယ်။အတိတ်ကလှုပ်အပ်ချက်တွေကိုတီထားတဲ့စုံတော်ဟောင်းကိုကဲတင်ဖို့အတွက်အမိမဲလူမိုက်ဟာအပြင်ကတနတ်သမားအုပ်စုစီကိုဦးတည်ပြီးအမောင်တူတဲကနေတိတ်တဆိတ်ပြန်လဲတိုးထွက်သွားခဲ့ပါတယ်။စွန်ပြည့်စာအုပ်ထဲမှာတနတ်သမားတွေကိုအမိမဲလူမိုက်ကတယောက်တည်းအမောင်ထဲကနေစီးနှင်းချီမုံပြီးစုံတော်ဟောင်းဦးဖုံးမြတ်ကိုကဲထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အချိန်တွေကပိုပြီးတော့ဆိုးဝါးလာခဲ့တယ်။အမိမဲလူမိုက်ရဲ့လှုပ်ရှားမှုတွေကြောင့်မြေအောင်လောကရဲ့ထိပ်သီးခိုင်းကြီး၃ခိုင်းဖြစ်တဲ့နဂါးနဲ့ခိုင်းစက်သစ်ဖြူခိုင်းနဲ့သွေးဆုပ်ဖားခိုင်းတို့ဟာတယောက်ကိုတယောက်တန်တရားဝင်လာပြီးအချင်းချင်းတိုက်ပွဲဖြစ်ပွားမဲ့အချိန်တွေထိတင်းမာလာခဲ့ပါတယ်။ဒီတင်းမာမှုကိုဖြည့်ရှင်းဖို့အတွက်ဂိုင်းချုပ်ကြီး၃ဦးဟာမြို့ပြင်ကစိုးပစ်ထားတဲ့ရုပ်ရှင်အောင်အပြက်ကြီးတစ်ခုမှာလှုပ်ဝက်ဆွေးနွေးပွဲတစ်ခုပြုလုပ်ဖို့ချိန်ဆလိုက်ကြပါတယ်။ရုပ်ရှင်ရုံကြီးရဲ့ပတ်လည်မှာတော့ဂိုင်း၃ဂိုင်းလုံးကလက်နဲ့အပြည့်စုံကင်ထားတဲ့လုံမိုက်ရာချီပြီးဝိုင်းရန်ဆောင်ချက်နေကြတာပါ
ရုပ်ရှင်အောင်ပြက်ကြီးရဲ့အလဲဘဟုဇက်ခုံအောက်မှာတော့နဂါးနဲ့ဂိုင်းရဲ့တခင်လေးအာကာစက်တစ်ဖြူဂိုင်းကျုံနဲ့သွေးဆုပ်ဖာဂိုင်းကျုပ်တို့ဟာတတ်တော်ဆောင်တွေခြံရံပြီးမျက်နှာချင်းဆိုင်ထိုင်နေကြပါတယ်ဒီအမည်မဲ့လူမိုင်းဆိုတဲ့ကောင်ကဘသူလူလဲကျုပ်တိုင်းတွေကိုဖျက်ဆီးတာမင်းတို့ဖွဲ့တွေကတယောက်ယောက်ရဲ့လက်ချက်မဟုတ်လားတခင်လေးအာကာကဇပွဲကိုရှိုက်ပြီးဒေါသကြီးမေးလိုက်ပါတယ်တခြားဂိုင်းကျုံနှစ်ဦးကလည်းညင်းဆိုရင်တယောက်ကိုတယောက်တနက်ချင်းချိန်မဲ့အနေထားအထိအခြေအနေတွေတဲမှသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲရုပ်ရှင်ရုံကြီးရဲ့တန်တကားအိုကြီးကတက်ကြီးကြီးနဲ့ပွင့်ဟာသွားပြီးလူတယောက်ဖြည်းဖြည်းချင်းရှောက်လှမ်းဝင်ရောက်လာပါတယ်သူကတော့အနဲရောင်ကုံအင်းကြီးရှေကိုဝတ်ဆင်ထားတဲ့အမိမဲလူမိုက်ပဲဖြစ်ပါတယ်လက်နက်ကိုင်လူမိုက်အယောက်100ကျော်ရဲ့အလဲကိုသူကတယောက်တည်းအေးအေးဆေးဆေးဝင်လာတာဖြစ်ပါတယ်လူမိုက်အလုံးကတနက်တွေနဲ့သူတို့ကိုချက်ချင်းဝိုင်းချိန်လိုက်ပါတယ်တခင်လေးအာကာကမတ်တက်ရက်လိုက်ပြီးရက်ဆက်စွာရှဲမောလိုက်ပါတယ်မင်းကတကယ်ပဲအသက်ရှင်ရတာညီငွေနေတဲ့ကောင်ပဲငါတို့3ကိုင်းလုံးရှိနေတဲ့နေရာကိုမင်းတယောက်တည်းလာရဲတယ်ပေါ့အမီမဲလူမိုက်ကရုပ်ရှင်ရုံရဲ့အလဲဘဟုမှာရက်တန့်လိုက်ပြီးမျက်နာကိုမော့ကဂိုင်းကျုပ်3လုံးကိုအေးဆက်စွာကြည့်လိုက်ပါတယ်ပြီးရနောက်မှာတော့သူ့ရဲ့ညာဘက်လက်ကဝက်ကအင်ကြီးစားကိုဆွဲတင်ပြီးထူးဆန်းတဲ့တက်တူးသင်္ကေတကိုအားလုံးမြင်အောင်ပြလိုက်ပါတယ်အဲ့ဒီတက်တူးကိုမြင်လိုက်ရတဲ့အချိန်မှာအာကာအပါဝင်တက်ကြီးဝါကြီးဂိုင်းကျုပ်ကြီးတွေအားလုံးထိုင်ကုန်ကနေထထုံလောင်ထိတ်လန့်သွားကြပါတယ်မင်းကသူ့ရဲ့လူလားစတဲ့ဖြူဂိုင်းကျုပ်ကတုံးကြီးစွာရေရွတ်ပါတယ်အမိမဲလူမိုက်ကခါးကြားကဓမြောင်ကိုဆွဲထုတ်ပြီးကျမ်းမြင့်ပေါ်ကိုအရှိန်နဲ့စိုက်ချလိုက်ပါတယ်ဓာတ်တော့ကကျမ်းမြင့်ကိုဖောက်ဝင်သွားပြီးတုံခါနေပါတယ်သူကအားလုံးကိုဟိန်းထွက်သွားတဲ့လီတန်နဲ့ကြေညာလိုက်တယ်မင်းတို့3ကိုင်းလုံးကြားအောင်အမိန်ပေးလိုက်မယ်လွန်ခဲ့တဲ့10နှစ်ကမင်းတို့ခိုးယူသွားတဲ့စာအုပ်အနက်ရောင်ကိုငါစီပြန်အပ်ကြမဟုတ်ရင်ဒီညကစပြီးမြေအောင်လောကမှာမင်းတို့ဂိုင်းတွေရှိတော့မှာမဟုတ်ဘူးငါတယောက်တည်းနဲ့မင်းတို့အားလုံးကိုစိန်ခေါ်တယ်လူမိုက်ရောက်100ကျော်ရဲ့တနက်ပြောင်းဝတွေအလဲမှာအမီမဲလူမိုက်ဟာဂိုင်းကြီး3ကိုင်းလုံးကိုပြောင်းစိန်ခေါ်လိုက်ပြီးညရင်းချင်းမြေအောင်လောကတစ်ခုလုံးကိုတုံလှုပ်ခြောက်ခြားသွားစေခဲ့ပါတော့တယ်ရုပ်ရှင်အောင်ပြက်ကြီးတဲ့ကအမီမဲလူမိုက်ရဲ့ပြက်သားလှတဲ့ပြောင်းစိန်ခေါ်မှုကြောင့်မြေအောင်လောကကြီးဟာပောက်ကွဲလူမတက်တင်းမာသွားခဲ့ပါတယ်အထူးသဖြင့်စက်တစ်ဖြူဂိုင်းချုပ်ဟာအမီမဲလူမိုက်ရဲ့လက်ကဝက်ကတက်တူးကိုမြင်ပြီးကလေးကသွေးပြတ်နေခဲ့တာပါသူကစာအုပ်အနက်ရောင်ကိုတခြားဂိုင်းတွေထက်အရင်ရမှဖြစ်မယ်ဆိုပြီးအမီမဲလူမိုက်ကိုထောင်ချောက်စင်ဖို့လှုပ်ဝက်အစီအစဉ်တစ်ခုစတင်လိုက်ပါတယ်နောက်တနေ့ညမှာပဲအမီမဲလူမိုက်စီကိုစက်တစ်ဖြူဂိုင်းရဲ့တမန်တအူးကနေတဆင်သတင်းစကားတစ်ခုရောက်လာခဲ့ပါတယ်။စာအုပ်အနှံ့ရောင်ရဲ့တဲလွန်စားတစ်ခုကိုသိချင်ရင်မြို့ပြစွန့်ပစ်စိတ်ကန်းဟောင်းကဂိုတောင်အမှတ်3ကိုတယောက်တည်းလာခဲ့ပါဆိုတဲ့သတင်းစကားပါပဲ။ဒါဟာထောင်ချောင်မှန်အမီမဲလူမိုက်သိပါတယ်။ဒါပေမဲ့အမှန်တရားကိုသိကျင်တာကြောင့်သူဟာမိုးဖွဲဖွဲရွာနေတဲ့ဂျားတွေကနေစိတ်ကန်းဟောင်းစီကိုခြေလှမ်းကျကျနဲ့ဦးတီထွက်ခွာလာခဲ့ပါတယ်။စိတ်ကန်းဟောင်းကတန်ကြေးတက်နေတဲ့ကွန်တိန်နာတက်တာကြီးတွေနဲ့မှောင်မိုက်ဆူဆွနေတဲ့ပတ်ဝန်းကျင်ဟာတင်းချိုင်းတစ်ခုလုံးတိတ်ဆိတ်လို့နေပါတယ်။အမီမဲလူမိုက်ကိုတော့အမှတ်3ရဲ့အလဲဘဟုကိုရောက်သွားတဲ့အချိန်မှာပဲရုတ်တရက်ကိုတောင်ရဲ့ပတ်လေမှာရှိတဲ့မီးမောင်းကြီးတွေအားလုံးတပြိုင်နက်တည်းလင်းထိန်လာပြီးသူ့ရဲ့မျက်လုံးတွေကိုကျိန်းဆက်သွားခဲ့စေပါတယ်။မင်းတော်တော်ရဲရင်တာပဲအမီမဲလူမိုက်။ဒါပေမဲ့မင်းရဲ့ရဲရင်မှုကဒီညမင်းကိုအသေးတက်လိမ့်မယ်။ကွန်တိန်နာတက်တာကြီးတွေရဲ့အပေါ်ကနေစက်သိပ်ဖြူဂိုင်းရဲ့လူမိုက်ခေါင်းဆောင်ကတယော်လိုက်ပါတယ်။တစ်ဆက်ထဲမှာပဲကိုတောင်ရဲ့အမိုးပေါ်နဲ့ကွန်တိန်နာတွေနောက်ကနေလက်နက်ပြေဆောင်ကင်ဆောင်ထားတဲ့တနက်သမားအယောက်90ကျော်ထွက်ပေါ်လာပြီးအမီမဲလူမိုက်ရှိရာအလဲဘဟိုကိုရည်ရွယ်ချက်ရှိနဲ့ဝိုင်းညက်ပစ်ခတ်ကြပါတော့တယ်။ကြီးစံမိုးတွေဟာအမီမဲလူမိုက်စီကိုအရမ်းမျက်နှာအနှံ့ကနေပြိုင်တူစီးဆင်းလာပါတယ်။အမီမဲလူမိုက်ကအရှိန်အဟုန်နဲ့ကွန်တိန်နာတွေနောက်ကိုလှည့်ဝင်ပြီးရှောင်းကျင်းခဲ့ပေမဲ့နေရာနှံ့ကပိတ်ဆို့ပြစ်ခတ်နေတာကြောင့်ညာဘက်ပခုံးနဲ့ခါးဆောင်မှာကြီးစံထိမှန်ပြီးသွေးတွေပန်းထွက်လာခဲ့ပါတယ်။သူကဒဏ်ရာပြင်းထန်စွာရပြီးသွေးရိုင်တဲ့လဲကြလို့မတက်ဖြစ်သွားပေမဲ့အန်ကိုတင်းတင်းကြိတ်ခါခါးကြားကလက်ပစ်ပုံတစ်လုံးကိုဖြုတ်ပြီးတနက်သမားတွေရှိရာစီလှမ်းပစ်လိုက်ပါတယ်။ပြင်းထန်တဲ့ပောက်ကွဲမှုကြောင့်တနက်သမားတချို့လွင့်စင်သွားပြီးမိခိုးလုံးတွေဝေမောင်သွားတဲ့အခိုက်အတန့်မှာအမီမဲလူမိုက်ဟာဒဏ်ရာတွေကိုဖိပြီးကိုတောင်ပြင်ဘက်ကကန်းနာစီကိုအားရင်ကုန်ခန်းစွာပြေးထွက်ခဲ့ပါတယ်။အနောက်ကနေလူမိုက်တွေထက်ကြမကွာလိုက်လံပြစ်ခတ်နေစေပါ
နောက်ဆုံးမှာတော့အမည်မဲ့လူမိုက်ဟာလွန်မြောက်ရလမ်းမရှိတော့ပဲကမ်းပါအစွန်းကနေလှိုင်းလုံးကြီးထန်နေတဲ့ပင်လယ်နက်ကြီးတွေကိုအားကုန်သုံးပြီးခုန်ချကအမောင်တူထဲမှာပျောက်ကွယ်သွားခဲ့ပါတော့တယ်ပင်လယ်နက်ကြီးရဲ့အေးဆက်လာတဲ့ရေလိုင်းတွေကြားထဲမှာအမည်မဲ့လူမိုက်ရဲ့ခန္ဓာကိုယ်ဟာနစ်မြုပ်သွားခဲ့ပါတယ်ခါးဆောင်နဲ့ပခုံးကထိမှန်ထားတဲ့ဒဏ်ရာတွေကြောင့်သွေးတွေကရေအောက်ထဲမှာတရိပ်ရိပ်စီးဆင်းနေပြီးသူ့ရဲ့အသေးစိတ်တွေဟာလည်းတဖြည်းဖြည်းလွင်ပါပျောက်ကွယ်လိုနေပါဖြစ်နေခဲ့ပါပြီ။အသက်ရှူရကြက်တဲလာပြီးတိမ်မင်းတမန်ကန်းကျိစီကိုဦးတည်နေတဲ့အချိန်မှာပဲရေအောက်ထဲကိုလူတစ်ယောက်ခုန်ချလာပြီးသူ့ရဲ့လက်မောင်းကိုတင်းတင်းကြပ်ကြပ်ဆွဲကင်လိုက်တာကိုနောက်ဆုံးသတိနဲ့ခံစားလိုက်ရပါတယ်။အမည်မဲ့လူမိုက်ပြန်လဲနိုးလာတဲ့အချိန်မှာတော့မိုးတန်တွေကိုမကြားရတော့ပါဘူး။သူရောက်နေတာကမျိုးပြရဲ့လူသူမရှိတဲ့တိုက်ခန်းဟိုတစ်ခုရဲ့ကရင်ပေါ်မှာဖြစ်ပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်လို့နေပါတယ်။သူ့ရဲ့ပခုံးနဲ့ခါးကဒဏ်ရာတွေကိုတော့ပတ်တီးတွေစနစ်တကျစီးနှောင်ပေးထားပြီးကရင်ဘေးကစပွဲပေါ်မှာဆေးပလိန်တချို့ရှိနေပါတယ်။အမည်မဲ့လူမိုက်ကနာကျင်မှုကိုအန်ကျိတ်ခံပြီးကရင်ပေါ်ကနေထထိုင်မှုစူးစမ်းလိုက်တဲ့အချိန်မှာပဲအခန်းမောင်ရိပ်ထဲကနေခြေတံဖွားဖွားထွက်ပေါ်လာပါတယ်။မလှုပ်နဲ့အောင်မင်းရဲ့ဒဏ်ရာတွေကအခုမှသွေးတိတ်ခါစားရှိသေးတယ်။အေးဆေးတည်ငြိမ်ပြီးตาရတဲ့အမျိုးသမီးအတန်တကူထွက်ပေါ်လာပါတယ်။သူမကတော့နှင်းစီနဲ့ညင်းကလပ်ရဲ့ပိုင်ရှင်မင်းနှင်းမဲ့ဖြစ်ပါတယ်။သူမကကလပ်မှာဝစ်စင်ထားတဲ့စတိုင်ကြကြခေါင်းဝင်းတွေအစားရိုးရှင်းတဲ့အိန္ဒိယဝတ်ဆောင်ကိုဝစ်စင်ထားပါတယ်။အမည်မဲ့လူမိုက်ကမင်းနှင်းကိုတန်တရားမျက်လုံးတွေနဲ့စိုက်ကြည့်ရင်မေးလိုက်ပါတယ်။မင်းငါ့ကိုဘာလို့ကဲတာလဲ။ပြီးတော့ဒီနေရာဘယ်နေရာလဲ။မင်းနှင်းကဆေးကွက်ကိုကင်ပြီးကရင်ဘေးမှာထိုင်လိုက်ပါတယ်။ဒီနေရာကဂိုင်းတွေရောရဲတွေပါဘယ်သူမှမသိတဲ့ငါရဲ့လှုပ်ဝက်အိမ်မှာကျက်တဲ့ဖြူဂိုင်းကမင်းကိုထောင်ချောက်စင်မှုပြင်ကလေးကငါလူတွေနောက်ကနေစောင့်ကြည့်နေလို့မင်းသက်မသေးပဲလွတ်လာတာ။မင်းသက်သေးသွားရင်မြေအောင်လောကရဲ့အမှန်တရားကဘယ်တော့မှပေါ်လာမှာမဟုတ်တော့ဘူး။အမည်မဲ့လူမိုက်ကမျက်မှောင်ကုပ်လိုက်ပြီးသူမကိုတေချာကြည့်လိုက်ပါတယ်။မင်းနှင်းရဲ့အပြုအမူတွေစကားပြောပုံတွေကတာမန်ညင်ကလပ်ပိုင်ရှင်တရင်မောင်ခိုတမတအူးနဲ့လုံးဝမတူပဲစနစ်တကျလေးကျင့်ထားတဲ့အသွင်မြင်ရှိနေလို့ပါပဲမင်းကဘာတူလဲမင်းနဲ့အမည်မဲလူမိုက်ကတိုးတိုးနဲ့ပြတ်သားစွာမေးလိုက်ပါတယ်မင်းင်းကတပ်ပြင်းတစ်ချက်ချလိုက်ပြီးဂရင်ဘေးကအန်ဆွဲတဲ့ကနေလှုပ်ဝက်တစိမ့်တစ်ခုကိုထုတ်ပြလိုက်ပါတယ်အဲ့ဒါကတော့အစိုးရအစင်းမြင်စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့လှုပ်ဝက်ရာရှိကပြားတစ်ခုဖြစ်နေပါတယ်ငါရဲ့တကယ်တာဝန်ကမြေအောင်လောကရဲ့ခိုင်းကြီးတွေကိုနောက်ွယ်ကနေကြိုးကင်ပြီးတိုင်းပြည်ကိုဖျက်ဆီးနေတဲ့အကျဉ်းပြနိုင်ငံရေးသမားတွေနဲ့ရဲရာရှိကြီးတွေကိုဖော်ထုတ်ဖို့ပဲအဲ့ဒီတော့ငါမှလည်းစာအုပ်အနှံ့ရောင်ကမရှိမဖြစ်လိုအပ်တယ်ဒါကြောင့်ငါတို့ရဲ့ရည်ရွယ်ချက်ကအတူတူပဲမင်းသက်ရှင်မှဖြစ်မယ်မင်းရဲ့လှုပ်ဝက်ချက်ကိုတီးလိုက်ရတဲ့အမည်မဲ့လူမိုင်းဟာတစ်ချက်မြငြိမ်သက်သွားခဲ့ပြီးအမောင်ထူထဲမှာသူတို့နှစ်ယောက်ဟာမထင်မပဲအားကိုးရမယ့်မဟာမိတ်တွေဖြစ်လာခဲ့ပါတော့တယ်မင်းရဲ့လှုပ်ဝက်အိမ်မှာအမည်မဲ့လူမိုင်းခိုးအောင်နေပြီး၃ရက်မြောက်တဲ့ညမှာတော့အခန်းတကားကိုခောက်ပြီးဝင်လာသူကတော့ရဲစုံတော်ဟောင်းဦးဖုံးမြတ်ပဲဖြစ်ပါတယ်။ဦးဖုံးမြတ်ဟာသွေးချောက်တွေပေကျန်နေတဲ့အင်ကြီးဟောင်းကြီးနဲ့တူပင်မနှွန်းနဲ့နေတဲ့ပုံစံရှိတော့လဲမျက်လုံးတွေကတော့အရင်ကတည်းကပိုပြီးတည်ငြိမ်ဆူးရှာနေပါတယ်။သူကကတင်ပေါ်မှာထိုင်နေတဲ့အမည်မဲ့လူမိုက်ကိုကြည့်ပြီးတပ်ပြင်းတစ်ချက်ကိုချကအနီးကခုံတစ်ခုံမှာဝင်ထိုင်လိုက်ပါတယ်။ကျသေးဖြူခိုင်းကမင်းကိုပင်လယ်ထဲမှာတေးပြီးအမှတ်နဲ့ရှာပုံတော့ရက်လိုက်ကြပြီ။ဒါပေမဲ့နဂါနတ်ခိုင်းကအာကာကတော့မင်းမသေးသေးဘူးဆိုတာရှိမိလို့မြို့နဲ့ပိုက်စိတ်တက်ရှာနေတယ်။ဦးဖုံးမြတ်ကအချိန်တွေကိုစတင်ပြောပြပါတယ်။အမည်မဲ့လူမိုက်ကဦးဖုံးမြတ်ကိုစိုက်ကြည့်ပြီးလွန်ခဲ့တဲ့10နှစ်ကကိစ္စတွေကိုခမည်းဘာလို့ဒီလောက်ထိလိုက်နေရတာလဲ။ခမည်းမိသားစုဘာဖြစ်ခဲ့လို့လဲလို့တက်တက်မက်မက်ပဲမေးလိုက်ပါတယ်။ဦးဖုံးမြတ်ရဲ့မျက်နှာဟာချက်ချင်းပဲနာကျင်မှုတွေနဲ့တဲမာသွားခဲ့ပါတယ်။သူကလက်သီးကိုကြစ်ကြစ်ပေါင်ဆုပ်လိုက်ပြီးလွန်ခဲ့တဲ့10နှစ်ကငါဟာမြေအောင်လောကကမှုခင်းတွေကိုကင်တွယ်ရတဲ့ရဲဆောင်တောက်တယောက်ပေါ့အဲ့ဒီအချိန်ကမြေအောင်လောကရဲ့ထိတ်ဆုံးမှာမင်းခေါင်ဆိုတဲ့လူတယောက်ရှိခဲ့တယ်သူဟာလူမိုက်ဆိုပေမဲ့စီကန်းရှိတယ်မြို့ပြကိုအမောင်ဘက်ကနေထိန်းချောင်းပေးထားတဲ့သူပေါ့ဒါပေမဲ့သူ့ရဲ့အရှိန်အဝါကိုမနာလိုတဲ့လက်အောက်ခံဂိုင်းငယ်လေး၃ဂိုင်းနဲ့အကျဉ်းပြတ်အစိုးရလူကြီးတွေပူးပေါင်းပြီးမင်းခေါင်ကိုလှုပ်ကြံဖို့စီစဉ်ခဲ့ကြတယ်အဲ့ဒီလှုပ်ဝက်ပူးပေါင်းမှုမှတ်တမ်းတွေအားလုံးကစာအုပ်အနှံ့ရောင်ထဲမှာရှိနေတာဦးပေါင်းမြတ်ကခဏရက်ပြီးမျက်ရည်တွေဝဲလာတဲ့မျက်လုံးတွေနဲ့ဆက်ပြောပါတယ်ငါကအဲ့ဒီစာအုပ်ကိုရဲတပ်ဖွဲ့စီအပ်ဖို့စ조사ခဲ့လို့
သူတို့ကငါအိမ်ကိုမီးရှို့ပြီးငါရဲ့ဇနီးနဲ့သမီးကိုအရှင်လက်လက်တပ်ဖြစ်ခဲ့ကြတယ်။ငါလည်းယာရုကပြုတ်ပြီးအရှက်သမားဘဝနဲ့အမှန်တရားကိုလိုက်ရှာနေခဲ့တာ။ဒါပေမဲ့လူငယ်ငါထပ်ပို့ပြီးနာကြည့်ရမယ့်သူကမင်းပဲ။ဦးပေါင်းမြတ်ကအမိမဲလူမရဲ့ညာဘက်လက်ကောက်ဝေကတတူးကိုလက်ညှိုးထိုးပြီးလေးတန်းကိုမြှင့်လိုက်ပါတယ်။ဒီစတဲ့တတူကလွန်ခဲ့တဲ့10နှစ်ကအသက်ခံခဲ့ရတဲ့မြေအောင်လောကပြင်မင်းခေါင်ရဲ့မိသားစုသွေးချင်းတွေပဲဆက်ခံရတဲ့တတူပဲမင်းရဲ့နာမည်အရင်ကမင်းရဲ့မဟုတ်လားမင်းဟာအဲ့ဒီအချိန်ကတေတွင်းတွေကနေလွတ်မြောက်သွားခဲ့တဲ့မင်းခေါင်ရဲ့တဦးဒီတော်သားပဲဦးဖုံးမြတ်ရဲ့စကားကြောင့်အခန်းတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပါတယ်အမြင်မဲ့လူမိုင်းဟာသူ့ရဲ့ကော်အင်းကြီးအုပ်ထုပ်ကိုချွတ်ထလိုက်တဲ့အခါတင်းငိမ်ပြတ်သားပြီးအတိတ်ရဲ့နာကျင်မှုတွေအပြည့်ရှိနေတဲ့မျက်နှာပေါ်ထွက်လာပါတယ်ဟုတ်တယ်ငါနာမည်မင်းရဲ့အမြင်မဲ့လူမိုက်ကဓာတ်မြောင်ကိုတင်းတင်းစုပ်ကင်လိုက်ရင်အေးဆက်စွာပြောလိုက်ပါတယ်ငါမိဘတွေကိုတတ်ပြီးမြေအောင်လောကကိုလူယူသွားတဲ့ကောင်တွေကိုတကောင်မကြံအပြစ်ပေးဖို့ငါပြန်လာခဲ့တာမိမိတို့ရဲ့နောက်ခံသမိုင်းကြောင်းနဲ့ရန်သူဟာတအူးတဲ့ဖြစ်ကြောင်းသိရှိသွားခဲ့ကြတဲ့နောက်မှာတော့မင်းရဲနဲ့စုံတော်ဟောင်းဦးဖုံးမြတ်တို့ရဲ့ကလေးစားချိန်မှုတိုက်ပွဲဟာပုံပုံပြတ်သားတဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိသွားခဲ့ပါတော့တယ်မိမိကိုမြေအောင်လောကဘရင်မင်းခေါင်ရဲ့သားမင်းရဲဖြစ်ကြောင်းဖော်ထုတ်လိုက်ပြီးတဲ့နောက်နေ့ညမှာတော့မင်းရဲဟာဒဏ်ရာတွေလုံးဝမသက်သာသေးပေမဲ့ကလေးစားချိန်ပွဲကိုချက်ချင်းကောင်ထဲဖော်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူပထမဆုံးပြတ်မှတ်ထားလိုက်တာကတော့စိတ်ကန်းဟောင်းမှာသူ့ကိုထောင်ချောက်ဆင်ရမှာနောက်ွယ်ကနေငွေကြေးနဲ့လက်နက်ထောက်ပံ့ပေးခဲ့တဲ့သွေးဆုပ်ဖားကိုင်းပဲဖြစ်ပါတယ်။သွေးဆုပ်ဖားကိုင်းဟာမျိုးပြင်ကစွန့်ပစ်ဓာတုဗေဒစက်ရုံဟောင်းကြီးတစ်ခုကိုအခြေစိုက်စခန်းလုပ်ပြီးတရားမဝင်မှောင်ခိုလုပ်ငန်းမျိုးစုံကိုလုပ်ကိုင်နေတဲ့ဂိုင်းဖြစ်ပါတယ်။ရင်းတဲ့တကောင်ချင်းစက်ရုံဝင်းတစ်ခုလုံးမောင်မိုက်တိတ်ဆိတ်နေစင်မှာပဲအနက်ရောင်ဝစ်စုံဝင်းမင်းရဲ့ဟာတတိုင်းတွေကိုကြော်ဖြတ်ပြီးစက်ရုံတဲကိုတိတ်တဆိတ်ချင်းကပ်ဝင်ရောက်လာပါတယ်။သူ့ရဲ့လက်ထဲမှာတော့သွေးစာနေတဲ့ဓာတ်မြောင်တစ်လက်ကိုတင်းတင်းဆုပ်ကင်ထားပါတယ်။မင်းရဲ့ဟာစက်ရုံရဲ့အဓိကထိန်းချုပ်ခန်းတကားကိုကန်ဖွင့်လိုက်ပြီးအထက်ကလူမိုက်တွေကိုစတင်တိုက်ခိုက်ပါတော့တယ်။စိတ်ကန်းဟောင်းကတိုက်ပွဲမှာစက်သစ်ဖြူခိုင်းသားတွေစီကတိတ်စီးလာတဲ့တနက်တွေဓာတ်တွေကိုအသုံးချပြီးမင်းရဲ့ဟာအစာအုပ်တစ်ခုလုံးမှာရှိတဲ့သွေးဆုပ်ဖားခိုင်းသားတွေကိုတယောက်ပြီးတယောက်သွေးရိုင်နဲ့လဲကြအောင်နှိမ်နှင်းပစ်လိုက်ပါတယ်။သူရဲ့လှုပ်ရှားမှုတွေကကလေးစားချေလိုစိတ်ကြောင့်အရှင်ကထက်ပုံပုံမြန်ဆန်ပြီးရက်ဆက်ပြတ်သားနေပါတယ်။တနအီမပြေးခင်အတွင်းမှာပဲသွေးဆုပ်ဖားခိုင်းရဲ့စခန်းတစ်ခုလုံးသွေးချင်းချင်းနီးသွားပြီးဂိုင်းကျုပ်ကြီးကလည်းထွက်ပြေးဖို့စူးစမ်းရင်းမင်းရဲ့ဓာတ်အောက်မှာအဆုံးသတ်သွားခဲ့ရပါတယ်။တတိယမြောက်ထိပ်သီးဂိုင်းကြီးတစ်ခုလုံးတညာတဲ့နဲ့အမြင့်ပြတ်ပြိုးလဲသွားတဲ့သတင်းကမြေအောင်လောကကိုငလျင်လှုပ်သလိုတုန်လှုပ်သွားစေခဲ့ပါတယ်။ဒီသတင်းကြောင့်ငကားနဲ့ဂိုင်းကသခင်လေးအာကာဟာလမ်းဖြန့်သွားခဲ့ပါတယ်။အမြင့်မဲ့လူမိုင်းဟာတာမန်လူတယောက်မဟုတ်ပဲမိမိတို့ကိုအမြင့်ပြတ်ချိန်မုံမှုရောက်လာတဲ့သေမင်းတမန်တဦးမှန်သူကောင်းကောင်းရိမ့်မိသွားပါတယ်။ဒီကောင်ထင်သလောက်မလွယ်ဘူး။သူ့ကိုမြားခေါ်ဖို့အတွက်ငါတို့တခြားနီလန်သုံးရမယ်။သခင်လေးအာကာဟာရုံးမှာကောက်ကျစ်တဲ့မျက်လုံးတွေနဲ့ရေရွတ်လိုက်ပါတယ်။တခင်လေးအာကာဟာမင်းရဲနဲ့နီးစပ်မှုရှိပြီးသတင်းတွေထောက်ပံ့ပေးနေတဲ့နင်းစီနဲ့ညင်ကလက်ကမင်းနှင်းကိုဖမ်းဆီးပြီးတစားကန်အဖြစ်အသုံးချဖို့လူမိုင်လုံးရင်းနဲ့ညင်ကလက်စီကိုချက်ချင်းဆေလွှတ်လိုက်ပါတယ်။သွေးဆုပ်ဖားကိုင်းတညရဲနဲ့ပြိုလဲသွားတဲ့အချိန်မှာမျိုးပြရဲ့အမောင်ထုကပို့ပြီးတော့ရှုပ်ထွေးသွားပါတယ်။မင်းရဲဟာသွေးဆုပ်ဖားကိုင်းစခန်းကနေမင်းနှင်းရဲ့လှုပ်ဝက်အိမ်စီကိုအမြန်ပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူအိမ်ထဲကိုဝင်လိုက်တဲ့အချိန်မှာတော့တအိမ်လုံးဖျို့ဖျဲဖြစ်နေပြီးသွေးကွက်တချို့ကျမ်းမြင့်ပေါ်မှာပေးကျန်နေတာကိုတွေ့လိုက်ရပါတယ်။မင်းနဲ့မရှိတော့ပါဘူး။ငကားနဲ့ဂိုင်းကသခင်လေးအာကာဟာမင်းရဲကိုအကြက်ကင်မှုအတွက်မင်းင်းရဲ့လှုပ်ဝက်အိမ်ကိုစုံစမ်းသိရှိပြီးအလုံးရင်းနဲ့လာရောက်စီးနှင်းသွားခဲ့တာဖြစ်ပါတယ်။မင်းရဲဟာဒေါသတကြီးနဲ့အိမ်ထဲကနေပြန်ထွက်ဖို့ပြင်လိုက်စင်မှာပဲအိမ်တကားဝနာမှာအမှောင်ရိပ်ထဲကနေလဲကျနေတဲ့လူတယောက်ကိုတွေ့လိုက်ရတယ်။အနားကိုသွားကြည့်လိုက်တဲ့အခါအဲ့ဒါဟာငကားနဲ့ဂိုင်းသားတွေရဲ့လက်ချက်နဲ့တကိုယ်လုံးသွေးချစ်ချင်းနေပြီးအသက်လူရှူနေရတဲ့စုံတော်ဟောင်းဦးဖုံးမြတ်ပဲဖြစ်နေပါတယ်။ဦးဖုံးမြတ်ဟာမင်းနှင်းဖမ်းဆီးခံရချိန်မှာအသက်နဲ့လဲပြီးကာကွယ်ပေးခဲ့တာကြောင့်အခုလိုတေလူမျောပါဒဏ်ရာရသွားခဲ့တာပါ။မင်းရဲကဦးဖုံးမြတ်ကိုပွေ့ချီလိုက်ပြီးနှိုးလိုက်ပါတယ်။ဦးဖုံးမြတ်သတိထားပါအောင်။ဘာဖြစ်ခဲ့တာလဲ။
ဦးဖုံးမြတ်ဟာဖြည်းဖြည်းချင်းမျက်လုံးပွင့်လာပြီးသွေးတွေကြားကနေမင်းရဲ့လက်မောင်းကိုတုံရီစွာနဲ့အာယူဆွဲကင်လိုက်ပါတယ်။သူ့ရဲ့သက်ရှူတန်တွေကပြတ်တောင်းဖြစ်နေပါပြီ။မင်းရဲ့ငါမရတော့ဘူးထင်တယ်။အာကာကမင်းင်းကိုငကားနဲ့ခိုင်းချုပ်ယုံကိုဖမ်းခေါ်သွားပြီ။မင်းကိုစာအုပ်အနှက်ရောင်နဲ့လာလဲဖို့မြားခေါ်တာ။ဦးဖုံးမြတ်ကချောင်းတစ်ချက်ဆိုးလိုက်ပြီးသွေးတွေအန်ထွက်ကြလာတယ်။သူကအင်ကြီးအောက်ကနေသွေးတွေပေးနေတဲ့တရေအိတ်အဟောင်းလေးတစ်ခုကိုထုတ်ပြီးမင်းရဲ့လက်ထဲကိုအတင်းထည့်ပေးခဲ့ပါတယ်။ဒီမှာဒါကငါလွန်ခဲ့တဲ့10 နှစ်လုံးအသက်နဲ့လဲပြီးလှုပ်ဝက်ထားခဲ့တဲ့စာအုပ်နဲ့အောင်ရှိမဲ့နေရာရဲ့မြေပုံပဲ။အဲ့ဒီစာအုပ်ကမြို့ပြင်ကစွန့်ပစ်ထားတဲ့အကျဉ်းထောင်ဟောင်းရဲ့ခိုးတော်အမှတ်9ထဲမှာရှိတယ်။မင်းအဲ့ဒီစာအုပ်ကိုအရင်သွားယူပြီးမှမင်းင်းကိုကဲဦးဖုံးမြတ်ဟာစကားမဆုံးခင်မှာပဲသူ့ရဲ့လက်တွေတဖြည်းဖြည်းရော့ကျသွားပြီးမျက်လုံးတွေမှိတ်ကျသွားခဲ့ပါတယ်။လွန်ခဲ့တဲ့10 နှစ်လုံးနာကျင်မှုတွေနဲ့အမှန်တရားကိုလိုက်ရှာနေခဲ့တဲ့စုံတော်ဟောင်းကြီးဟာမင်းရဲ့ရင်ခွင်ထဲမှာပဲအသက်ပြောက်သွားခဲ့ပါပြီ။မင်းရဲ့ဟာသေဆုံးသွားတဲ့ဦးဖုံးမြတ်ကိုကြည့်ပြီးမျက်ရည်တွေဝဲလာပေမဲ့မျက်လုံးတွေကတော့ယူသွမတက်နာကျင်မှုတွေနဲ့တောက်ပလာပါတယ်။သူဟာမြေပုံကိုတင်းဆုပ်ကန်လိုက်ပြီးအတိတ်ကလှုပ်ဝက်ချက်တွေကိုဖော်ထုတ်ဖို့နဲ့မင်းင်းကိုကဲတင်မှုအတွက်မုံတိုင်းတစ်ခုလုံးညနေကြီးတဲ့ကိုတယောက်တည်းပြန်လဲထွက်ခွာသွားခဲ့ပါတော့တယ်။ဦးဖုံးမြတ်ရဲ့ရုပ်လောင်းကိုကောင်းမွန်စွာတကြိုပြီးတဲ့နောက်မင်းရဲ့ဟာစုံတော်ဟောင်းကြီးအသက်နဲ့လဲပြီးပေးခဲ့တဲ့မြေပုံအတိုင်းမြို့ပြင်ကဆွန့်ပစ်ထားတဲ့အကျဉ်းထောင်ဟောင်းစီကိုညရင်းချင်းမောင်းနှင်လာခဲ့ပါတယ်။အဲ့ဒီအကျဉ်းထောင်ဟောင်းကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပိတ်ထားတာမို့တောချုံတွေပိတ်ပေါင်းတွေတရေ6တယ်ဆိုပြီးနာမည်ကြီးတဲ့နေရာတစ်ခုပါမင်းရဲ့ဟာအမောင်ထုကိုကာကွယ်ယူပြီးအချင်းထောင်ဝင်းထဲကိုတိတ်တဆိတ်ကြော်ဖြတ်ဝင်ရောက်ခဲ့ပါတယ်နေရာနဲ့ရှာဖွေပြီးတဲ့နောက်မြေပုံညွှန်ပြတဲ့ထောင်ဝင်းရဲ့အနောက်ဘက်အစွန်ဆုံးကမြေအောက်ကိုတောင်အမှတ်9ကိုတွေ့ရှိသွားခဲ့ပါတယ်တန်ကြီးတက်နေတဲ့တန်တကားကြီးကိုမင်းရဲ့အားပြင်းပြင်းနဲ့တွန်းဖွင့်လိုက်တဲ့အခါဖုံဖုံနေနဲ့ဆူဆွတ်နေတဲ့အနံ့အသက်တွေဟာနှာခေါင်းထဲကိုတိုးဝင်လာပါတယ်သူကလက်နှိပ်ဓာမီကိုအသုံးချပြီးကိုတောင်ရဲ့အလဲဘဟိုကဆွေးမြေ့နေတဲ့တန်တစ်တာအိုကြီးတစ်ခုစီရှောက်သွားခဲ့ပါတယ်။တစ်တာရဲ့တောကလောက်ကိုဓာမြောင်နဲ့ရိုက်ခွဲပြီးဖွင့်လိုက်တဲ့အချိန်မှာတော့အထဲမှာတရေအိတ်နဲ့စနစ်တကျထုတ်ပိုးထားတဲ့ဟောင်းနှံ့နေတဲ့စာအုပ်အနက်ရောင်တအုပ်ကိုတွေ့ရှိလိုက်ရပါတယ်။မင်းရဲ့ဟာစာအုပ်ကိုဖွင့်ပြီးဓာမီအောင်အောင်မှာစာမျက်နှာတွေကိုတလှန်ချင်းဖတ်ရှုလိုက်ပါတယ်။အဲ့ဒီစာအုပ်ထဲမှာရေးမှတ်ထားတဲ့အချက်လက်တွေကိုမြင်လိုက်ရတဲ့အခါမင်းရဲ့သွေးတွေဟာစူပွက်လာခဲ့ပါတယ်။စာအုပ်ထဲမှာလွန်ခဲ့တဲ့10 နှစ်ကသူ့ရဲ့မိဘတွေဖြစ်တဲ့မြေအောက်လောကဘရင်မင်းခေါင်နဲ့ဇနီးဖြစ်သူကိုလှုပ်ကြံဖို့အတွက်လက်ရှိမျိုးတော်ဝင်ရဲကျုံနဲ့နဂါးနဲ့ဂိုင်းချုပ်ကြီးတခင်လေးအာကာရဲ့အဖေတို့ပူးပေါင်းပြီးလက်မှတ်ရေးထိုးထားတဲ့လှုပ်ဝက်စာချုပ်တွေတရားမဝင်လက်နက်နဲ့မူရည်စေဝါမှောင်ခိုမှုမှတ်တမ်းတွေအားလုံးအထောက်အထားပြည့်စုံရှိနေခဲ့တာပါအကျဉ်းပြအာဏာပိုင်တွေနဲ့ဂိုင်းကြီးတွေပူးပေါင်းပြီးမြို့ပြကြီးကိုနောက်ွယ်ကနေဘလို့သွေးဆုပ်ဖျက်ဆီးနေလဲဆိုတဲ့မြေအောက်လောကရဲ့လှုပ်ဝက်ချက်အစစ်အမှန်ကဒီစာအုပ်ပဲဖြစ်ပါတယ်မင်းတို့အားလုံးငါးမိဘကိုတတ်ခဲ့တဲ့အတွက်သိရမယ်မင်းရဲ့ကနာကြီးစွာနဲ့တိုးတိုးလေးရေရွတ်လိုက်ပါတယ်သူအားစာအုပ်အနက်ရောင်ကိုသူ့ရဲ့ရှင်ဘတ်ထဲမှာသေချာထည့်ပြီးကိုရောင်အပြင်ကိုပြန်ထွက်ဖို့ပြင်လိုက်စင်မှာပဲသူ့ရဲ့လက်ကင်ဖုံးစီကိုမသိတဲ့နံပါတ်တစ်ခုကနေဖုံးခေါ်ဆိုမှုဝင်ရောက်လာခဲ့ပါတယ်အမောင်တို့ဖုံးလွှမ်းနေတဲ့အကျဉ်းထောင်ဟောင်းရဲ့အပြင်ဘက်မှာမိုးသက်လင်မြင်းတွေတဝုံဝုံတိုက်ခတ်နေပါတယ်။မင်းရဲ့ဟာရှင်ဘတ်ထဲကစာအုပ်အနက်ရောင်ကိုတင်းတင်းဆုပ်ကိုင်ရင်တုံခါနေတဲ့ဖုံးခလုတ်ကိုနှိပ်ပြီးနားမှာကက်လိုက်ပါတယ်။ဖုံးထဲကနေထွက်ပေါ်လာတာကတော့တစ်ဖက်လူရဲ့ယူသွရက်ဆက်လာတဲ့ရင်မောတံပဲဖြစ်ပါတယ်။ဘလို့လဲတခင်လေးမင်းရဲ့မင်းရှာနေတဲ့စာအုပ်ကိုတွေးခဲ့ပြီလား။တခင်လေးအာကာရဲ့အတန်ဖြစ်ပါတယ်။မင်းနှင်းပါမလဲ။မင်းရဲ့လေတံကတည်ငြိမ်လွန်းလို့အေးဆက်နေပါတယ်။မင်းရဲ့ကောင်မလေးကငါးရှိမှအကောင့်တိုင်းရှိပါသေးတယ်။ဒါပေမဲ့မင်းရောက်လာတာနောက်ကျရင်တော့အလောင်းပဲရလိမ့်မယ်။တခင်လေးအာကာကဖုံးကိုမင်းနှင်းရဲ့အနာကိုတိုးပေးလိုက်တဲ့အခါမင်းနှင်းရဲ့အော်ဟစ်ရုံးကန်တန်နဲ့နာကျင်လို့ညီးတွားတန်ကိုဖုံးထဲကနေအတိုင်းသားကြားလိုက်ရပါတယ်။မင်းရဲ့မလာနဲ့ဓာတ်ထောင်ကြောက်စာအုပ်ကိုအစိုးရစီအမြန်ဖို့မင်းနှင်းကအာယူပြီးလှမ်းအော်ပြောလိုက်ပေမဲ့တခင်လေးအာကာရဲ့ရိုင်းနှက်လိုက်တဲ့နဲ့အတူငြိမ်ကျသွားခဲ့ပါတယ်။ကြားတယ်မလားမင်းရဲ့အာကာကဖုံးကိုပြန်ကင်ပြီးချင်းချောက်လိုက်ပါတယ်။အခုကစပြီးမင်းမအချိန်နာရီဝက်ပဲရှိမယ်။စာအုပ်အနက်ရောင်ကိုယူပြီးနဂါနဲ့ခိုင်းရဲ့ရုံချုပ်အဆောက်အဦကိုတယောက်တည်းလာခဲ့။
စောင်းနဲ့မိန်းမမင်းဘာကိုရွေးမလဲကြည်ရသေးတာပေါ့ရဲတွေကိုအကြောင်းကြားဖို့တော့မကြိုးစားနဲ့ဒီမျိုးကရဲချုပ်ကငါအဖေရဲ့လက်ကင်ထုတ်ပဲမင်းရဲ့ဖုံးကိုချလိုက်ပြီးအန်ကိုကြိတ်လိုက်ပါတယ်သူ့ရဲ့မျက်လုံးတွေထဲမှာဒေါသမြတ်ချောင်းချောင်းထွက်နေပြီးသွေးစာနေတဲ့ကြားတကောင်လိုအရှိန်အဟုန်ပြင်းပြင်းနဲ့ကားပေါ်ကိုခုန်တက်လိုက်ပါတယ်မင်းင်းကိုကဲတင်ဖို့နဲ့အတိတ်ကရန်ကျွေးအားလုံးကိုအပိသက်ချေမှုန်းမှုအတွက်မင်းရဲ့ဟာအန်ရရှိဆုံးသေတွင်းဖြစ်တဲ့ငကားနဲ့ဂိုင်းစုပ်စီကိုတိမ်မင်းတမန်ခြေလန်းတွေနဲ့မုံတိုင်းတစ်ခုလိုမောင်းနှင်ထွက်ခွာလာခဲ့ပါတော့တယ်မိုးတက်မုံတိုင်းတွေပြင်းထန်စွာတိုက်ခတ်နေတဲ့ကြားထဲမှာပဲမင်းရဲ့ကားဟာငကားနဲ့ဂိုင်းစုပ်ရုံတည်ရှိရာအထက်မြင့်စိန်ခံအဆောက်အဦကြီးရဲ့ရှေ့ကိုအရှိန်ပြင်းပြင်းနဲ့ထိုးဆိုင်ရပ်တန့်သွားပါတယ်အဆောက်အဦတစ်ခုလုံးရဲ့မီးရောင်တွေဟာလင်းထိန်နေပြီးခြံဝင်းအဝါကနေအေကန်မဆောင်စီတနက်ဓားကိုစီနဲ့စောင့်ကြနေတဲ့ငကားနဲ့ဂိုင်းသားရာချီကိုအဝေးကလေးကလှမ်းမြင်နေရပါတယ်ဒါဟာတိမ်မင်းတမန်ထောက်ကြောင်မှန်သိပေမဲ့မင်းရဲ့ခြေလမ်းတွေကတော့ဆုံးနစ်သွားခြင်းမရှိပါဘူးသူကအနက်ရောင်ကိုအင်းကြီးအရှိကိုတင်းတင်းဆွဲစိရင်ဘတ်ထဲကစာအုပ်အနက်ရောင်ကိုတစ်ချက်စမ်းတက်ပြီးရနောက်ခါးကြားကဓမြောင်နှစ်လက်ကိုဆွဲထုတ်ကအဆောက်အဦထဲကိုရဲရဲဝံ့ဝံ့ရှောက်လန်းဝင်ရောက်လာခဲ့ပါတယ်ဟဲ့ကောင်ဘဲကောင်လဲရက်လိုက်ခြံဝင်းထဲကလူမိုက်တွေအော်ဟစ်ပြီးပြေးဝင်လာကြပါတယ်မင်းရဲ့ကဘာမှပြန်မပြောဘဲပထမဆုံးပြေးဝင်လာတဲ့လူမရဲ့ရှင်ဘက်ကိုဓမြောင်နဲ့အရှိန်အဟုန်ပြင်းပြင်းထိုးဆိုင်လိုက်ပါတယ်အရှိန်မသေးခင်မှာပဲနောက်ထပ်လူမိုက်3-4ယောက်ရဲ့လေပင်နဲ့ခြေထောက်တွေကိုလျှက်စည်းလက်သလိုမြန်ဆန်တဲ့ဓာတ်ချက်တွေနဲ့ဖြတ်ထောက်နှိမ်နှင်းပစ်လိုက်ပါတယ်အမိမဲလူမိုက်ရောက်လာပြီးပြစ်ကြစမ်းခမ်းမဆောင်ကြီးတစ်ခုလုံးတနက်တန်တွေဓာတ်ခုတ်တန်တွေနဲ့ဆူညံသွားခဲ့ပါတယ်မင်းရဲ့ဟာတစ်ဖက်ကပြစ်ခတ်လိုက်တဲ့ကြီးစံတွေကိုတိုင်လုံးကြီးတွေစကြင်ကြောက်ခုံတွေအနောက်ရှောင်းတရင်အမောင်ရိတ်ထဲကနေတစေတကောင်လိုပေါ်လာလိုက်လူမိုက်တွေကိုလဲပင်လှဲ့တက်လိုက်နဲ့ရှေ့ကိုဓာမီယာစီမီယာတိုးဝင်လာခဲ့ပါတယ်သူ့ရဲ့ခန္ဓာကိုယ်မှာလည်းဓာချက်တချို့ထိမှန်ပြီးသွေးတွေစီးကျနေပေမဲ့ကလစားချိတ်လိုစိတ်တစ်ခုရဲနဲ့နာကျင်မှုကိုမေးလျော့နေခဲ့ပါတယ်ပထမဓာတ်ကနေအပေါ်ဓာတ်တွေကိုတက်လှမ်းလာတဲ့လေကားထက်တစ်လျှောက်မှာတော့ငကားနဲ့ဂိုင်းသားတွေရဲ့အလောင်းတွေဟာသွေးရိုင်ထဲမှာတစားစီလဲကျကျန်ရိတ်ခဲ့ပါတယ်တကူလုံးသွေးချင်းချင်းနေနေတဲ့မင်းရဲ့အရှိန်ဝါကိုမြင်ယုံနေတယ်ကျန်တဲ့လူမိုက်တွေဟာကြောက်လန့်တကြားနောက်ဆုတ်ပြေးကုန်ကြတဲ့အထိဖြစ်လာပါတယ်နောက်ဆုံးမှာတော့မင်းရဲ့ဟာအဆောက်အဦရဲ့အပေါ်ဆုံးထပ်တခင်လေးရာကရှိနေတဲ့လှုပ်ဝက်ခန်းကြီးရဲ့ကပီးတကားကြီးရှေ့ကိုသွေးစွန်းနေတဲ့ခြေလမ်းတွေနဲ့ရောက်ရှိလာခဲ့ပါတော့တယ်မင်းရဲ့ဟာသွေးစွန်းနေတဲ့လက်နဲ့အပေါ်ဆုံးထက်ကကပီးတကားမကြီးကိုအရှိန်နဲ့ကန်ဖွင့်လိုက်ပါတော့တယ်အခန်းလေးမှာတော့မင်းင်းကိုကလတ်ထိုင်းတစ်ခုမှကျိုးတုပ်ထားပြီးနှကန်းတွေကွဲကဒဏ်ရာတွေရထားတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့နောက်မှာတော့တခင်လေးအာကာကမင်းင်းရဲ့နေထင်ကိုတနက်နဲ့ချိန်ရင်ရက်ဆက်စွာပြုံးနေပါတယ်။မင်းတကယ်ပဲတယောက်တည်းတက်လာရဲတာပဲမင်းရဲ့။ငါလူတွေကိုဒီလောက်ထိတပ်ပြစ်နိုင်လိမ့်မယ်လို့မထင်ထားဘူး။အာကာကမင်းင်းရဲ့လေပင်ကိုတနက်နဲ့ပို့ရင်ပြောလိုက်ပါတယ်။ကဲစာအုပ်ကိုကျမ်းပြင်ပေါ်ချလိုက်။မဟုတ်ရင်ဒီမိမချက်ချင်းသိမယ်။မင်းရဲ့ကရှင်ဘတ်ထဲကစာအုပ်အနက်ရောင်ကိုထုတ်ပြီးကျမ်းပြင်ပေါ်ဖြည်းဖြည်းချင်းချလိုက်ပါတယ်။အာကာရဲ့မျက်လုံးတွေကစာအုပ်စီရောက်သွားတဲ့အခိုက်အတန့်မှာပဲမင်းရဲ့ဟာခါးကြားကဓမြောင်ကိုအာကာရဲ့လက်ကဝစ်စီလျှက်စီးလက်သလိုလှမ်းပစ်လိုက်ပါတယ်။ဓမြောင်ကအာကာရဲ့လက်ကဝစ်ကိုစိုက်ဝင်သွားပြီးတနက်ဟာကျမ်းပြင်ပေါ်လက်ကျသွားခဲ့တယ်။အခွင့်အရေးကိုအသုံးချပြီးမင်းရဲ့ကရှေ့ကိုဒူးပြန်တိုက်ဝင်ရောက်ကအာကာကိုခုံဆွဲလိုက်ပါတယ်။မြေအောင်လောကရဲ့ထိပ်သီး2ယောက်ဟာအခန်းကျမ်းပြင်ပေါ်မှာလုံးထွေးပြီးသေကွဲကွဲမဲ့တိုက်ပွဲကိုပြင်းထန်စွာဆင်နွှဲလိုက်ကြပါတော့တယ်။အာကာကညာဘက်လက်ကဓားကိုဆွဲနှုတ်ပြီးမင်းရဲ့ပခုံးကိုပြန်ထိုးပါတယ်။မင်းရဲ့ကနာကျင်မှုကိုအန်ကျိတ်ခံပြီးအာကာရဲ့မျက်နှာကိုလက်သီးနဲ့ဒရက်ဆက်ထိုးနှက်ပါတယ်။နှစ်ယောက်လုံးရဲ့သွေးတွေကကျမ်းပြင်ပေါ်မှာချင်းချင်းหนีသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့မင်းရဲ့တိုက်ခတ်ရေးအစွမ်းကတာလွန်နေတာကြောင့်အာကာကိုကျမ်းပြင်ပေါ်လုံးဝလဲကျသွားအောင်ခြေပြက်လက်ပြက်ရိုက်နှက်လိုက်ပါတယ်။မင်းရဲ့ကအာကာရဲ့ရင်ဘတ်ပေါ်ဒူးနဲ့ဖိပြီးဓမြောင်ကိုသူ့ရဲ့လဲပင်မှာတိတ်လိုက်ပါတယ်။မင်းတို့သားဖတွေငါမိဘတွေကိုတတ်ခဲ့တဲ့အတွက်ဒီနေ့အလှည့်ရောက်ပြီးမင်းရဲ့ကဟိန်းဟောက်လိုက်ပါတယ်။ဒါပေမဲ့လဲကျနေတဲ့အာကာကတော့သွေးတွေကြားကနေယူသွတ်စွာရဲမောလိုက်ပြီးသူ့ရဲ့ဘဲဘက်လက်ထဲကလှိုးဝက်ခလုတ်တစ်ခုကိုပြလိုက်ပါတယ်။မင်းနိုင်နဲ့ထင်နေလားမင်းရဲ့ဒီအစာအုပ်တစ်ခုလုံးမှာငါမိုင်းတွေတက်ဆင်ထားတာငါသိရင်မင်းတို့အားလုံးမှာသိရမယ်အာကာကခလုတ်ကိုနှိပ်လိုက်တဲ့အခါအစာအုပ်အောက်ထက်ကနေ
ဘုံချိန်ကိုက်တန်တွေနဲ့အတူပထမဆုံးပေါက်ကွဲမှုတွေစတင်ထွက်ပေါ်လာပြီးအစာအုပ်တစ်ခုလုံးတုံးခါသွားခဲ့ပါတယ်။မင်းရဲ့ဟာအချိန်မရှိတော့မှန်သိလိုက်တာကြောင့်အာကာကိုကျမ်းမြင်ပေါ်မှာပဲအသေးပိတ်မိအောင်ကန်ထုတ်လိုက်ပြီးမင်းနှင်းစီကိုချက်ချင်းပြေးသွားကသူ့ရဲ့ကျိုးတွေကိုဓာတ်နဲ့ဖျက်တောက်ကဲတင်လိုက်ပါတော့တယ်။ပြင်းထန်လာတဲ့ပေါက်ကွဲမှုတွေကအစာအုပ်အောက်ထက်ကနေအပေါ်တက်စီတရိပ်ရိပ်တက်လာနေပြီးမှန်ပတင်းပေါက်ကြီးတွေဟာတစားစီကွဲကြေကုန်ပါတယ်။မီးခိုးလုံးတွေနဲ့မီလီယံတွေကြားထဲမှာမင်းရဲ့ဟာကျိုးပြတ်သွားတဲ့မင်းနှင်းကိုပွေ့ချပြီးကျမ်းမြင်ပေါ်ကစာအုပ်အနက်ရောင်ကိုကောက်ယူကဘေးကင်းရာအရေးပေါ်လှေကားစီကိုအားကုန်သုံးပြီးပြေးထွက်ခဲ့ပါတယ်။သူတို့နောက်ကအခန်းထဲမှာတော့ဒဏ်ရာပြင်းထန်ရပြီးလဲကျကြံရစ်ခဲ့တဲ့တခင်လေးအာကာဟာပြိုကျနေတဲ့အမိုးနဲ့ရံတွေအောက်မှာတက်ဖြည်းဖြည်းမြုပ်နှံသွားပြီးသူ့ရဲ့ယူသွမှုတွေနဲ့အတူဇက်သိမ်းသွားခဲ့ပါတယ်။မင်းရဲနဲ့မင်းနှင်းတို့အစာအုပ်ပြင်ဘက်မြေပြင်ပေါ်ကိုရောက်ရှိပြီးကားမောင်းထွက်လာတဲ့အချိန်မှာပဲနဂါးနဲ့ဂိုင်းစုပ်ယုံအစာအုပ်ကြီးတစ်ခုလုံးဟာကောင်းကင်ရံကိုမြင့်တက်သွားတဲ့မိခိုးလုံးကြီးတွေနဲ့အတူဝုန်းကနေပြိုကျပျက်စီးသွားခဲ့ပါတော့တယ်။ဆယ်စုနှစ်တစ်ခုကြာမြေအောက်လောကကိုစိုးမိုးခဲ့တဲ့နဂါးနဲ့ဂိုင်းဟာလည်းအစာအုပ်ကြီးနဲ့အတူတပါးတဲ့ချိန်မုံခံလိုက်ရပါပြီ။တပတ်ခန့်ကြာပြီးနော်မိုးဘဝဲရွာနေတဲ့ညနေခင်းတစ်ခုမှာမင်းနှင်းဟာမျိုးပြရဲ့တုတ်တန်တစ်ခုကအုပ်ကူတစ်ခုရှိမှမတ်တက်ရက်နေပါတယ်။အဲ့ဒါကတော့စုံတောင်ဟောင်းဦးဖုံးမြတ်ရဲ့ကူပဲဖြစ်ပါတယ်။မင်းနှင်းရဲ့လက်ထဲမှာတော့သတင်းစာတစ်စောင်ပါလာပြီးအဲ့ဒီသတင်းစာမျက်နှာဖုံးမှာတော့စာအုပ်အနှဲ့ရောင်ကြောင့်မြို့တော်ဝင်ရဲကျုပ်တို့အပါဝင်အကျဉ်းပြခေါင်းဆောင်ကြီးတွေအားလုံးတရားဥပဒေအရဖမ်းဆီးအရေးယူခံလိုက်ရတဲ့သတင်းတွေအကျဉ်းတစ်ပြင်းပါရှိနေပါတယ်။ဦးဖုံးမြတ်သမီးတို့အမှန်တရားကိုဖော်ထုတ်နိုင်ခဲ့ပြီ။မြေအောက်လောကရဲ့အမှောင်တူလည်းကုံဆုံးသွားခဲ့ပါပြီ။မင်းနှင်းကသတင်းစာကိုကူးရှိမှချရင်တိုးတိုးလေးပြောလိုက်ပါတယ်။သူမနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါတုတ်တန်အဝင်ဝါကတစ်ပင်အောက်မှာအနှဲရောင်ကိုအင်ကြီးကိုဝစ်စင်ထားတဲ့အမျိုးသားတဦးရက်နေတာကိုတွေ့လိုက်ရတယ်။မင်းရဲ့ဖြစ်ပါတယ်။သူ့ရဲ့မျက်နှာကအရင်ကထပ်ပို့ပြီးတော့တင်းငိမ့်အေးချမ်းနေပါတယ်။မင်းနှင်းကသူ့စီလျှောက်သွားပြီးစကားဆိုတယ်။စာအုပ်နဲ့ရောင်ကိုအစိုးရအဖွဲ့စီအနှံပြီးပြီးမင်းရဲ့ဒီမျိုးပြကြီးကိုဒုက္ခပေးခဲ့တဲ့သူတွေအားလုံးပြစ်ဒဏ်ကြခံရတော့မယ်။မင်းနောက်ဘာဆက်လုပ်မလဲ။မင်းရဲ့ကမျိုးပြကြီးရဲ့မြေအောင်စုံတွေကိုလှမ်းကြည့်ရင်ခန်းစားချက်ကင်းမဲ့စွာပြုံးလိုက်ပါတယ်။ငါမိဘတွေနဲ့ဦးဖုံမြတ်အတွက်ကလပ်စားချိန်မူပြီးဆုံးသွားပြီဆိုတော့ဒီမျိုးမှာငါအတွက်နာမည်လည်းမလိုတော့ဘူး။နေစရာလည်းမလိုတော့ဘူး။သူကကိုအင်းကြီးအုပ်ထုပ်ကိုငုံဆောင်လိုက်ပြီးမင်းနှင်းကိုကြောခိုင်းကလှည့်ထွက်သွားခဲ့ပါတယ်။မင်းနှင်းကသူ့ရဲ့ကြောပြင်ကိုကြည့်ရင်မင်းရဲ့လို့လှမ်းခေါ်မိပေမဲ့မင်းကတော့ခြေလမ်းတွေကိုရက်တန့်ခြင်းမရှိပါဘူး။မြေအောက်လောကကြီးတစ်ခုလုံးကိုတန်ရှင်းအောင်မုံတိုင်းတစ်ခုလုံးမှွေနောက်ဖြတ်စည်းပစ်ခဲ့တဲ့အမည်မဲ့လူမိုင်းဟာသူရောက်ရှိလာခဲ့တဲ့အတိုင်းမိုးဖွဲဖွဲရွာနေတဲ့မြို့ပြကြီးရဲ့အမှောင်တူးနဲ့မိခိုးမြူတွေကြားထဲမှာလှိုးဝက်စမ်းကျဲစွာနဲ့ပဲပြန်လဲပြောက်ကွယ်သွားခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဒီနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ပရိသတ်ကြီးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်